အခုကျွန်တော်ရွတ်ဖတ်ပေးခြင်းနဲ့ကြပြလေးကတော့ငဝွန်နုပညာရဝန်းရဲ့ပဲ့ကိုင်ရှင်ယဟန်စာဆိုကြပြဆရာနေရတော်ဟင်္ဒရရေးဖွဲ့ထားတဲ့တိမ်တွေကိုမုန်းနေဆိုတဲ့ကြပြလေးပဲဖြစ်ပါတယ်ဒီကြပြလေးဟာ2025ဒီဇင်ဘာလကစရုဒ္ဓကျိန်ထွက်ရှိထားတဲ့တိမ်တွေကိုမုန်းနေဆိုတဲ့ကြပြစာအုပ်ထဲမှာပါရှိထားတဲ့ကြပြလေးပဲဖြစ်ပါတယ်ဒီကြပြလေးကိုတော့ကြပြရေးသူဟာ2009ခုနှစ်ကတီးလင်္ကာနိုင်ငံကနေရန်ကုန်ကိုအပြန်လေရင်ပေါ်တွင်ရေးဖွဲ့ခဲ့သည်လို့ညွှန်းဆိုထားပါတယ်တိမ်တွေကိုမုန်းနေကိုလံဘိုလေစိတ်ရောက်တော့ငါစိတ်တွေချီတုံချတုံခီးသောဇုံတွေကကလေးကိုချီဟမ်ဘအိတ်ကိုစီနဲ့ပြုံးပျော်ရဲလို့ခိတ်တကားမဖွင့်မီထိုင်ငုံငုံမှီရင်ခီးစဉ်မိုင်တွေကိုရေတွက်နေမီမကြမီခိတ်တကားအဖွင့်လေရင်မော်အသွားငတ်ချီလန်းတွေမော်တာတက်ထားသလိုရွေ့လျားနေတယ်ပတ်စပို့ပြရလေရင်လက်မှတ်ပြရလက်ဆွဲအိတ်ကိုဖွင့်ပြရနဲ့ပြစရာတွေကရင်ထဲကခံစားချက်တွေကိုချမပြရတာကလွဲရင်ပူနွေးစေးမျက်ရည်တို့ကဇစ်ဆွဲမဖွင့်မဲကြနေမီအချိန်ကတနာရီလိုအပြန်လန်းဟာကြိုသူမဲခေါ်သူမဲမျောသူမဲတဲ့ဘဝဆိုပေမဲ့ရင်ဝင်ဟာဒဏ်ရာမမဲ့ခဲ့လေတော့တတိယစရာတွေကဝင်သက်ထွက်သက်တိုင်းဆွေးလို့ထိုင်ကုန်မှာအသက်ရှင်ရင်သေတယ်လေရင်မယ်လေးကကြွလို့ရပါပြီဆိုတဲ့အတိမတ်ပြုတဲ့အခါအိမ်မရောက်သေးပေမဲ့သူ့မျက်နှာလေးမြင်ရတော့မယ်ဆိုတဲ့အတိနဲ့အပြုံးကနှစ်ဖူးတွေ့ဒူးတွေ့ပျော်မီဟန်ကယ်ရီကိုဆွဲကြောပိုးအိတ်ကိုလွယ်လေရင်ရှိရာသို့လာခဲ့ပြီမဲ့စိတ်ထဲຫນွေကစောင်းကိုနှုတ်ဆက်နေသလိုလမ်းခွဲမှုတင်ကေတနဲ့စတွေ့ရတဲ့အိမ်မက်ကလက်တွေ့ဘဝမှာလက်တွေ့ကြကျင့်သုံးလိုက်ရတယ်မင်္ဂလာပါဆိုတဲ့အလိုမတူပဲမင်္ဂလာပါဆိုတဲ့စကားနဲ့မင်္ဂလာပါလို့ပြန်နှုတ်ဆက်ရတဲ့သူတွေကသူလိုကိုလိုမျက်နာမျိုးနဲ့တူးပေါက်ထဲဟန်ကယ်ရီနဲ့ကြောဘိုးအိတ်တွေသူ့ထက်ငါထဲ့လို့ခံစားချက်မပါမျောလင်းချက်မပါတဲ့အိတ်တွေဟာချပေးတဲ့နေရာမှာအိတ်ဆက်အနားယူကြမျက်နာအမျိုးမျိုးအဝယ်စားအမျိုးမျိုးအရွယ်စားအမျိုးမျိုးနဲ့ငါလေအမျိုးမျိုးတွေကအမျိုးမျိုးတယောက်ကိုတယောက်တွဲရင်ထိုင်ကုန်တွေရှာကြစကားတွေပြောကြခီးတွေအချင်းချင်းဖေးကူကြတန်နေရတယ်ဝဲအိုးကတယ်30တပုံနဲ့ချစ်ကြချစ်နေကြချစ်နေပြီးကြလေရင်စနိုးတန်ကြားရတိတ်ဆိတ်ချင်းငြိမ်သက်ချင်းတို့ဖြင့်အာယုံတစ်ခုကိုငေးကြလေရင်မယ်လေးရဲ့ကိုမူရာနှုတ်မူရာကပတ်ပထားရံမှအစစလိတ်မတောက်ရန်အစုံအန်နီယနဲ့ကြုံတဲ့အခါထိုင်ကုန်အောက်မှာအသက်ကယ်ဝက်စားနဲ့လေဒီဘေးနီးနားမှာထွက်ပေါက်ရှိတယ်ဆိုတဲ့အကြောင်းကောင်းကောင်းကြီးရှင်းပြလို့တွေးမိသေးတယ်အချစ်စစ်နဲ့တွေ့တဲ့အခါထွက်ပေါက်များရှိသလားအလွမ်းစစ်စစ်တရိယာချင်းစစ်စစ်ငါလေးညီမလေးကိုအရန်တန်းတနေမိတာကအစပေါ်တွေးနေမိသေးတယ်မျက်စိခဏမိတ်ထားမိတယ်ပါပြင်မအနှွေးတဲ့စီပီပြေးဆင်းလာတဲ့ခံစားမှုကိုသိလိုက်တယ်ထားပါတော့ထားလိုက်ပါတော့ထားခဲ့သူကမသိပေမဲ့တတိယနေသူကအမြဲတမ်းလောင်ကျွမ်းပြီးရင်လောင်ကျွမ်းအစကပြန်လောင်ကျွမ်းရစရမ်းပဲပေါ့လေရင်ကကောင်းငင်ပေါ်မှာစိတ်ကလေဟာနေတယ်အတိတ်ကိုပြန်တွေးရင်ငေးမိငေးရကိုငေးလို့ပရင်းပေါက်ကအလင်းကိုငေးငါငေးခြင်းနဲ့ရိတ်ကိုသာငေးတယ်ညီမလေးရဲ့မျက်နှာနဲ့သာမျက်နှာချင်းဆိုင်ပြီမလာစေခြင်းဘူးမတွေ့ခြင်းတော့ဘူးမမျော်လင့်ထားဘူးဆိုတာသိတယ်လေရင်ထဲမှာ
ညလင်းမီးနဲ့ခရီးသည်တွေအိတ်ဆက်လို့အိမ်မက်ထဲထိပျော်နေကြနေရော့သလားငါတော့မရောက်သေးတဲ့အမိမြေကိုလွမ်းလို့မမြင်ရင်တော့တဲ့ချစ်သူညီမလေးကိုလွမ်းလို့ခရီးဟာရှည်လျားနေတယ်ဘန်ကောက်သူဝနဘုံမိလေစိတ်ထဲလူတွေရောနတ်တွေရောမြမာတွေရောသူ့ဘုံရှိရာခရီးဆက်ကြစောင့်ဆိုင်နေကြပြန်ထွက်သွားကြငါပဲသွားခရီးတွေဟာနေရာတိုင်းမှာခရီးသွားနေရတာပါလားလို့တွေးမိရင်လူတိုင်းဟာခရီးသွားတွေပါလားလို့မြင်လာမိမိသားစုအလိုက်ဇုံတွဲအလိုက်တယောက်သေးအလိုက်ထိုက်တယောက်သေးလူမပါပဲခံစားချက်တွေပဲခရီးသွားတာလဲရှိရဲ့သူနာဘုံမိလေစိတ်မှရန်ကုန်ပြည်ပြည်ဆိုင်ရာလေစိတ်တို့ခရီးတစ်ထောက်ဆက်ရအရင်ကထက်နီးလာတယ်လို့ခံစားရတဲ့အခါပန်းနိုင်ဟာနီးနေပြီရက်ဖို့လဲနီးနေပြီအနီရောင်နှင်းစီခင်းကိုဖြတ်အပြာရောင်စိန်မန်းကိုလည်းဖြတ်လူသွားလမ်းမဟုတ်တဲ့လမ်းမှာပုံအောင်နေတဲ့ကောင်ခြေဦးတဲ့ရာကိုပြေးနှွေရယ်မိုးရယ်မသိအန်ထုံအချိုတမအလုပ်တွေနဲ့အသားကျတဘာဝကိုအသားကျအောင်ရွာချလိုက်ပါသလားငတိရဲ့အမိမြေပေါ်မှာအမိကိုသိန်းရနန်းနဲ့နှွေဆွေးစရာအဖြစ်အတိတ်ကိုပြန်မြည်မိတယ်ရန်ကုန်ပြည်ပြည်ဆိုင်ရာလေစိတ်ခီးဟာစောရောက်ခဲ့ပါပြီပထမဆုံးအလုပ်ဖြစ်ဖုံးဆက်ချင်စိတ်ကထမင်းမေ့ဟင်းမေ့ခေါ်လိုက်မိပါတယ်ကင်နေကြနံပါတ်နဲ့ခေါ်နေကြနံပါတ်အဆက်အသွယ်ပြတ်သွားတယ်ဖုံးဝင်ပြီးပြန်ကျသွားဘလို့ထားလေသလားငါတွေးမှတာပဲဖြစ်မှာပါဘာကူညီရမလဲဗျာဆိုတဲ့စကားနောက်နားကကြားတော့လုံခြုံရေးတာဝန်ရှိတယောက်စီကဖုံးခဏငါပြောခွင့်မရတဲ့ကြားကကို့နာမည်နဲ့ကိုမိတ်ပြန်ဆက်ရတဲ့ချစ်သူဘဝမာတီးလို့ဆိုတဲ့စကားနဲ့ဖုံးချလေစိတ်ကိုအစင်ပြည်ဝင်ခွင့်စိတ်တုံးထုပါဆယ်ထုတ်ဖို့ကောင်းတာကိုအသွားလမ်းဟာမှားပြီးရင်မှားခဲ့ပေါ်နေရတော့ဟင်းသရာ